ဒုတိယကဘာစစ်ကြီးရဲ့အဆိုးရွားဆုံးတိုက်ပွဲတစ်ခုအလယ်မှာရွှွန့်တွေသွေးတွေနဲ့လူးလိမ့်နေတဲ့စစ်သားတစ်ယောက်သူစီကိုရန်သူစစ်သားတစ်ယောက်ကတနက်ကင်ပြီးတော့ပြေးဝင်လာနေတယ်အသက်လူရမယ့်အခြေအနေမျိုးသူ့လက်ထဲမှာကြီးအပြစ်ဖြည့်ထားတဲ့ rifle တစ်လက်ရှိနေတယ်ပုံမှန်သာဆိုရင်ချက်ချင်းမောင်းဖြုတ်ရမယ့်အခြေအနေတစ်ခုပါဒါပေမဲ့တမိုင်းမှတ်တမ်းတွေအရအဲ့ဒီလိုအသက်လူရမယ့်အခြေအနေမှာတော့စစ်သားအများစုဟာရန်သူကိုမပစ်ခဲ့ကြပါဘူးတဲ့လူအဖွဲ့အစည်းလူယဉ်ကျေးမှုနဲ့လူသားတွေရဲ့စိတ်ဝိညာဉ်ထဲမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့အရာတွေထဲမှာစစ်ပွဲဆိုတာလည်းပါဝင်နေတယ်ရုပ်ရှင် TV ဇာတ်လမ်းတွဲနဲ့ဗီဒီယိုဂိမ်းတွေကနေတဆင့်ဖျော်ဖြေရေးလောကတစ်ခုလုံးကစစ်ပွဲရဲ့ကြောက်မက်ဖွယ်ရာတွေကိုချီးကျူးဂုဏ်ပြုနေကြတယ်နိုင်ငံရေးသမားတွေနဲ့အရာရှိကြီးတွေဟာစစ်ပွဲတွေကိုအကြောင်းပြပြီးတော့အာဏာတီဆောက်ကြသလို corporation ကြီးတွေကလည်းစစ်လက်နက်တွေထုတ်လုပ်ရောင်းချပြီးတော့ချမ်းသာကြွယ်ဝလာကြတယ်လူသမိုင်းတစ်လျှောက်လုံးမှာလည်းစစ်ပွဲပေါင်းများစွာကိုတွေ့ရနိုင်တယ်လူသားတွေဟာမုတ်ဆိုးဘဝနဲ့အသက်မွေးချိန်ကလေးကစစ်တိုက်ခဲ့ကြပြီးမျက်မှောက်ခက်ထိတိုင်အောင်ယဉ်ကျေးမှုရဲ့လာရကိုပုံဖော်နေကြတဲ့ဩဇာအကြီးဆုံးဆွမ်းအားတစ်ခုအဖြစ်ရှိနေသေးပါပဲဒါကြောင့်ပဲလူသားတွေဟာကြီးမားတဲ့အကျက်အတေးတစ်ခုကိုရင်ဆိုင်နေကြရပါတယ်စစ်ပွဲဟာလူအဖွဲ့အစည်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပေမဲ့စစ်လက်နက်နည်းပညာတွေဟာအဖျက်ဆွမ်းအားအလွန်ကြီးမားတာကြောင့်အင်အားကြီးနိုင်ငံတစ်ခုကြားစစ်ဖြစ်ခဲ့ရင်ကျွန်တော်တို့သိထားတဲ့လူယဉ်ကျေးမှုတစ်ခုလုံးအဆုံးသတ်သွားနိုင်တဲ့အခြေအနေကိုရောက်လာခဲ့ပါပြီကျွန်တော်တို့ဟာစစ်ပွဲရဲ့ဖိအားဒဏ်ကိုခံနိုင်ရရှိအောင်စိတ်ပိုင်းဆိုင်ရာအရာတည်ဆောက်ထားသလားကျွန်တော်တို့ဟာတဘာဝအားဖြင့်လူသက်သမားတွေလားစစ်တပ်တွေဟာငင်းချမ်းရေးကိုမျက်နှိုးတဲ့လူငယ်တွေကိုအမိန့်နာခံစေပြီးတည်ရဲတက်ရဲတဲ့စစ်သားတွေဖြစ်လာအောင်ဘလို့စိတ်ပိုင်းဆိုင်ရာနီလန်းတွေကိုအသုံးပြုပြီးတော့အသွင်ပြောင်းလဲပစ်ခဲ့ကြတယ်လေဒီဗီဒီယိုထဲမှာတော့စစ်ပွဲနဲ့ပတ်သက်တဲ့လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုလေ့လာစမ်းစစ်သွားမှာဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ပြန်တဦးဖြစ်သူဝီလီယမ်မန်ချက်စတာကစစ်ပွဲရဲ့အကြောင်းမဲ့ဖွယ်ရာတွေကိုခံနိုင်ရှိဖို့ဆိုရင်စစ်မြေပြင်ကလွဲလို့တခြားဘယ်နေရာမှမဆိုယူသွချင်းလို့သတ်မှတ်ခံရမယ့်စိတ်အခြေအနေတစ်ခုကိုမွေးမြူဖို့လိုအပ်တယ်လို့ဆိုခဲ့ပါတယ်တိုက်ပွဲထဲမှာရှိနေတဲ့ဘသူမှစိတ်မမှန်ပါဘူးစစ်မြေပြင်ကစစ်သားတယောက်ရဲ့စိတ်အခြေအနေဟာအလွန်အမင်းဖောက်ပြန်နေပြီးလူတိုင်းကိုကူးစက်နေတဲ့ယူသွချင်းယောဂါတစ်ခုလိုပဲအဲ့ဒီယောဂါမကူးစက်ခံရတဲ့သူတွေကတော့မြန်မြန်ဆန်ဆန်ပဲသေဆုံးသွားကြရတယ်ဝီလီယမ်မန်ချက်စတာတိုက်ပွဲရဲ့ PR ဟာကြောက်ခမန်းလေးလေးကြီးမားပါတယ်စစ်သားတယောက်ဟာဘယ်အချိန်မှဆိုသေဆုံးသွားနိုင်တယ်ဆိုတဲ့အသည့်နဲ့ရှင်သန်နေရပြီးသူ့ရဲ့အာရုံတွေဟာသေဆုံးသူတွေရဲ့မြင်ကွင်းအတန်နဲ့အနံ့တွေကြားမှာနစ်မြုပ်နေပါတယ်အဲ့ဒီတဲကအများစုဟာသူ့ရဲ့မိတ်ဆွေတွေပါစစ်ပွဲဟာဘဝကိုကြိုတင်ခံမှန်းလို့မရအောင်ဖန်တီးထားပါတယ်တိုက်ပွဲဝင်နေတဲ့စစ်သားတယောက်ဟာသူ့ရဲ့ကံကြမ္မာအပေါ်ထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးသွားပြီးအသက်ကိုအမြဲတမ်းချင်းချောက်ခံနေရတယ်ဆိုတဲ့ဝန်ထုတ်ဝန်ပိုးကိုထမ်းထားရပါတယ်စီဇန်တွေနဲ့ဘုံတွေကသူ့ခန္ဓာကိုယ်ကိုမဖျက်ဆီးခဲ့ဘူးဆိုရင်တော့စစ်ပွဲရဲ့အတွေ့အကြုံတွေကသူ့ရဲ့စိတ်ကိုဖျက်ဆီးသွားပါလိမ့်မယ်စစ်ပွဲရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာတေခြင်းတရားရဲ့ချင်းချောက်မှုကြောင့်သာမဟုတ်ပါဘူးစစ်သားတယောက်ရဲ့အဓိကအလုပ်ဖြစ်တဲ့တခြားသူတွေကိုတစ်ပြက်ချင်းဆိုတာဟာလူအများစုအတွက်လက်နက်ရှိုင်းရှိုင်းဆက်ဆုပ်စရာကောင်းတဲ့လုပ်ရတစ်ခုဖြစ်နေတာကြောင့်လည်းပါပါတယ်စစ်သားတယောက်ရဲ့စိတ်ပြည့်ယွင်းသွားတာဟာတရေဘောကြောင့်လို့မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့တတိရှိခြင်းဟာစစ်ပွဲကရလာမဲ့စိုးကျိုးတွေကိုပျောက်ကင်းစေမဲ့ဈေးတစ်လက်ဟုတ်မနေလို့ပါပဲ Homo homini lupus ဆိုတဲ့လက်တင်စကားပုံတစ်ခုရှိတယ်လူဟာလူအတွက်ဝင်ပလွေဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာချွတ်ယွင်းနေတဲ့လူနည်းစုကလွဲရင်လူသားအများစုဟာခေတ်သစ်စစ်ပွဲတွေမှာတိုက်ခိုက်ဖို့စိတ်ပိုင်းဆိုင်ရာအရာလုံးဝမသင့်တော်ပါဘူးအဓိကစစ်ပွဲကြီးတစ်ခုရဲ့ရှေ့တန်းမှာအချိန်တော်ကြာတိုက်ပွဲဝင်ခဲ့ရတဲ့စစ်သားတိုင်းနှီးပါးဟာစစ်ပွဲရဲ့အတွေ့အကြုံတွေကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာခဲ့ကြရပါတယ်စင်ကဲပြောင်းလဲမှုဖြစ်စဉ်အရာကြည့်မယ်ဆိုရင်တော့လူသားတွေဟာအချင်းချင်းတက်ဖြတ်ဖို့ထက်ဥပေါင်းဆောင်ရွက်ဖို့ပို့ပြီးတော့လူလားအောင်တည်ဆောက်ထားတာပါလူတွေဟာသဘာဝအရာဝေးမစားကြပါဘူးတိုက်ပွဲအကျိန်နဲ့ဖြစ်နေတဲ့အချိန်မှာလူသက်ချင်းအပေါ်လွန်ရှားတဲ့စိတ်ဟာပျောက်ကွယ်သွားနိုင်မယ်လို့ထင်နိုင်ပါတယ်လက်ထဲမှာတင်တဲ့တက်လက်နဲ့ရှေ့မှာရန်သူတပ်ဖွဲ့တစ်ခုရှိနေရင်ကျွန်တော်တို့ရဲ့ဗီဇာကအဖြတ်ဖို့ကိုတွန်းပို့လိမ့်မယ်လို့ယူဆကြပါတယ်ဒါပေမဲ့ဒီအများစုဟာစနစ်တကျလေ့ကျင့်ပေးမထားဘူးဆိုရင်မမဟုတ်စိတ်ပိုင်းဆိုင်ရာအသွင်ပြောင်းမထားဘူးဆိုရင်ရန်သူကိုပြစ်ခတ်နိုင်မှာမဟုတ်ပါဘူးအမေရိကန်စစ်ဗိုလ်ချုပ်တူဖြစ်တဲ့မာရှဲရဲ့ဒုတိယကမ္ဘာစစ်ကိုလေ့လာထားတဲ့အချက်အလက်တွေအရတိုက်ပွဲဝင်နေတဲ့စစ်သားအများစုဟာရန်သူကိုတနက်နဲ့ချိန်ပြီးတော့မပြစ်ခတ်ခဲ့ကြဘူးလို့ဆိုပါတယ်ကြီးစံတွေကြားထဲကနေဒဏ်ရာရနေတဲ့ရဲဘော်တွေကိုသွားဆွဲထုတ်တာမျိုးခဲယမ်းတွေတဲပေးတာမျိုးကိုတော့ရဲရဲဝံ့ဝံ့လုပ်ကြပေမဲ့လူတစ်ယောက်ရဲ့အသက်ကိုကိုယ်တိုင်ယူရမယ်လို့ရက်ကိုတော့တက်နိုင်သမျှရှောင်လွှဲခဲ့ကြပါတယ်ဒီလိုအဖြစ်အပျက်တွေဟာသမိုင်းတစ်လျှောက်လုံးမှာရှိခဲ့ပါတယ်အမေရိကန်ပြည်တွင်းစစ်ရဲ့စစ်မြေပြင်တူးဖော်မှုတွေမှာအကြိမ်ပေါင်းများစွာကြီးဖြည့်ထားပေမဲ့တခါမှမပြည့်ရသေးတဲ့တနက်ပေါင်းများစွာကိုတွေ့ရှိခဲ့ရပါတယ်တာမန်စိတ်ကြမ်းမာတဲ့လူတစ်ယောက်ဟာ
သူ့လိုလူသားတစ်ယောက်ကိုတပ်ဖြတ်ဖို့အတွက်အတွင်းစိတ်ထဲမှာနှက်ဆိုင်တဲ့ခုခံမှုတစ်ခုရှိနေတာကြောင့်ဖြစ်နိုင်ရင်အဲ့ဒီတာဝန်ကနေရှောင်လွှဲသွားမှာပါပဲဆိုပြီးတော့ဗိုလ်ချုပ်မာရှဲကကောက်ချက်ချခဲ့ပါတယ်လူသားချင်းကိုယွန်ချကြပေမဲ့လူသားတွေကိုလူသားသမားအဖြစ်အသွင်ပြောင်းလို့ရပါတယ်ဒုတိယကမ္ဘာစစ်အတွင်းပြစ်ခတ်မှုနှဲပါနေတာကိုဗိုလ်ချုပ်မာရှဲတွေ့ရှိခဲ့ပြီးတဲ့နောက်မှာအမေရိကန်စစ်တပ်ဟာလေ့ကျင့်ရေးနီလန်းအသစ်တွေနဲ့စိတ်ပိုင်းဆိုင်ရာအသွင်ပြောင်းနည်းစနစ်တွေကိုအကောင့်ထဲပေါ်ခဲ့ပါတယ်ဒီနီလန်းတွေဟာအောင်မြင်ခဲ့ပြီးတော့ဗီယက်နမ်စစ်ပွဲကာလမှာပြစ်ခတ်မှုနှုန်းဟာ80%အထက်ကိုရောက်ရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်ဒီလေ့ကျင့်ရေးနီလန်းတွေထဲမှာလူပုံစံပြစ်မှတ်တွေကိုအလိုလျောက်တုံ့ပြန်ပြစ်ခတ်စေတဲ့လေ့ကျင့်ခန်းတွေပါဝင်ပါတယ်ဒီနည်းစနစ်တွေဟာလူတွေကိုသူတို့ဘာလုပ်နေလဲဆိုတာကိုသိမစင်စားဘဲနဲ့ပြစ်ခတ်နိုင်စေမဲ့အာရုံကြောလမ်းကြောင်းတွေကိုတည်ဆောက်ပေးပါတယ်ခေတ်သစ်စစ်စေးရေးလေ့ကျင့်မှုတွေဟာစစ်သားတစ်တယောက်အပေါ်ဘာသာရေးအရာအသွင်ပြောင်းလဲလိုက်တဲ့လိုမျိုးတက်ရောက်မှုရှိတယ်လို့ဆိုပါတယ်အချမ်းဖတ်မှုကိုယွန်ချတဲ့လူငယ်တစ်ယောက်ဟာလေ့ကျင့်မှုတွေပြီးဆုံးသွားတဲ့အခါမှာအမိန့်အတိုင်းတပ်ဖြတ်နိုင်တဲ့စစ်သားတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်ဒီလိုအသွင်ပြောင်းလဲမှုမှာအရေးကြီးဆုံးအချက်ကတော့စစ်သားတစ်တွေကြားမှာခိုင်မာတဲ့အုပ်စုနဲ့စီလုံးညီညွတ်မှုကိုတည်ဆောက်ပေးခြင်းပါပဲလက်ဆိုင်နဲ့ရဲဘော်ရဲဘက်စိတ်ဓာတ်ကိုတိဆောက်ပြီးတော့ကိုယ့်ရဲ့အုပ်စုဟာကိုကျင့်တရားအရာတာလွန်တယ်လို့ယုံကြည်လာတဲ့အခါမှာတယောက်တည်းဆိုရင်ဘယ်တော့မှမလုပ်မဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုကျူးလွန်မှုတွန်းအားပေးခံရပါတော့တယ်။စစ်သားတွေဟာသူတို့ရဲ့ရဲဘော်ရဲဘက်တွေကိုစိတ်မပြတ်စေခြင်းတဲ့အတွက်ရန်သူကိုပြစ်ခတ်ကြပါတယ်။အဖွဲလိုက်လှုပ်ဆောင်ခြင်းဟာတပ်ဖြတ်မှုနဲ့ပတ်သက်တဲ့အပြစ်ရှိတဲ့စိတ်ကိုလည်းရောပါစေပါတယ်။လူဟာလူသက်သမားမဟုတ်ပေမဲ့အုပ်စုကတော့လူသက်သမားဖြစ်တယ်လို့ဆိုရမှာပါပဲ။ဒါအပြင် dehumanization လို့ခေါ်တဲ့ရန်သူကိုလူမဟုတ်တယ်လို့ပုံဖော်ခြင်းဟာလေလူတွေကိုတပ်ဖြတ်ဖို့အသွင်ပြောင်းရမှာသုံးတဲ့ရှေးကြတဲ့နည်းလမ်းတစ်ခုပါစစ်သားတွေဟာသူတို့တက်ရမယ့်လူတွေဟာလူမဟုတ်ကြောင်းသူတို့ရဲ့တည်ရှိမှုဟာအားလုံးအတွက်ချင်းချောက်မှုတစ်ခုဖြစ်ကြောင်းဝါဒဖြန့်မှုတွေခံကြရပါတယ်လူသားတွေရဲ့တပ်ဖြတ်လို့စိတ်မရှိခြင်းကိုကြော်လွှားနိုင်တဲ့အထီးရောက်ဆုံးနည်းလမ်းကတော့ရန်သူနဲ့ရုပ်ပိုင်းဆိုင်ရာအကွာအဝေးကိုအမြင့်ဆုံးဖြစ်အောင်လှုပ်ဆောင်ပေးခြင်းပါပဲမီတာယာနဲ့ရှိတဲ့ဝေးတဲ့နေရာကနေလူတစ်ယောက်ကိုပြစ်ခတ်ရတာဟာညနေချင်းဆန်ပြီးတော့တပ်ပုတ်ရတာထက်ပိုလွယ်ကူပါတယ်။အဝေးကနေဘုံကျဲတာဒုံးကျည်နဲ့ပြစ်တာတွေကတော့ပိုလို့တောင်လွယ်ကူပါသေးတယ်။တပ်ဖြတ်ချင်းရဲ့ကြောက်စရာအကောင်းဆုံးပုံစံကတော့ရလုံးတက်တဲ့ကိုကြည့်ပြီးတော့တက်ရတဲ့အခါမှာဖြစ်ပေါ်လာတာပါ။စစ်သားတွေတောင်တဘာဝအရာလူတပ်ဖို့ဒီလောက်ရုန်းကန်နေရတဲ့အတင်းအကျပ်ပုံသွင်းယူနေရတယ်ဆိုရင်စစ်ပွဲတွေကိုဘာကြောင့်မို့ဆက်ပြီးတော့ဖန်တီးနေကြသေးတာလဲ။ဒါတွေအားလုံးရဲ့အဓိပ္ပာယ်ကပါလေ။ခေတ်သစ်နိုင်ငံရေးသမားအများစုဟာစစ်ပွဲကနေအကျိုးအမြတ်ရရှိနေတဲ့ဩဇာကြီးမားတဲ့အဖွဲ့အစည်းတွေရဲ့လွှမ်းမိုးမှုကိုခံနေကြရပါတယ်။ American Marine တပ်ဗိုလ်ချုပ်ဟောင်းတို့ကစစ်ပွဲဆိုတာဟာလိမ်လည်မှုတစ်ခုပဲအမြတ်အစွန်းအများဆုံးနဲ့အဆိုးရွားဆုံးလိမ်လည်မှုတစ်ခုပဲအမြတ်တွေကိုဒေါ်လာနဲ့တွက်ပြီးတော့ဆုံးရှုံးမှုတွေကိုအသက်နဲ့တွက်ချက်ရတဲ့တစ်ခုလေတော့လိမ်လည်မှုပဲအမြဲတမ်းဒီအတိုင်းပဲဖြစ်ခဲ့ပါတယ်ဆိုပြီးတော့ပြောခဲ့ပူပါတယ်။ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေဟာခွန်ထမ်းပြည်သူတွေစီကနေစစ်ဆက်မှုလုပ်ငန်းစုကြီးစီကိုစီးဝင်နေကြသလိုစစ်ပွဲဟာနိုင်ငံတော်ရဲ့အာဏာကိုလည်းဗဟိုချုပ်ကိုင်မှုပိုအားကောင်းစေပါတယ်စစ်ပွဲဟာနိုင်ငံသားတွေရဲ့အခွင့်အရေးကိုကန့်သတ်ဖို့လမ်းဖွင့်ပေးပြီးတော့အစိုးရကိုထိန်းချုပ်မှုတိုးမြင့်ဖို့အကြောင်းပြချက်ကောင်းတစ်ခုဖြစ်ပါတယ် George Orwell ရဲ့1984 ဝတ္ထုတွေကလိုပဲအစိုးရဟာထာဝရစစ်ပွဲကိုအသုံးချပြီးတော့ပြည်သူတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့ပါတယ်အမိုင်းတစ်လျှောက်လုံးမှာအစိုးရတွေကလွဲလို့ဘယ်သူမှစစ်ပွဲကိုမဖန်တီးခဲ့ပါဘူးစစ်ပွဲဟာအောင်မြင်ခဲ့ရင်တော့ပြည်သူတွေအတွက်အမြဲတမ်းဆိုးကျိုးကိုပဲတက်ရောက်တယ်လို့ရုရှားစာရေးဆရာကြီးလီယိုထော့စထရိုင်းကလည်းပြောခဲ့ပူပါတယ် AI နည်းပညာတွေ drone နည်းပညာတွေကိုသုံးပြီးတော့ဝိုင်းထောင်ချီအဝေးကနေခလုတ်တစ်ချက်နှိမ့်ုံနဲ့စစ်တိုက်လို့ရနိုင်ပြီဖြစ်တဲ့ဒီနေ့လိုခေတ်ကြီးထဲမှာရန်သူမျက်လုံးကိုမြင်တွေ့ရခြင်းမရှိတော့တဲ့အတွက်လူသားတွေရဲ့ဘဝအရာလူသက်ဖို့ဝင်လေးနေတဲ့စိတ်ဟာလုံးဝပျောက်ကွယ်သွားပြီးတော့အနာဂတ်စစ်ပွဲတွေဟာအရင်ကထပ်ပိုပြီးတော့တပ်ဖြတ်ဖို့လွယ်ကူသွားနိုင်သလား။ဒီတစ်ခုဆော့နေတယ်လို့မျိုးအသက်ပေါင်းများစွာကိုအလွယ်တကူယူပစ်လိုက်နိုင်တဲ့အခြေအနေမျိုးရောက်သွားနိုင်ပါသလား။ဒီနေ့ရဲ့ဆွေးနွေးမှုမှာအတူတူကပါဝင်နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြဖို့မျှော်လင့်ပါတယ်။